6ကန်ဘူးဆိုတော့6ကန်ဘူးလေ6ကန်ဘူးလေအင်တာဗျူးလေးဖြေဘူးလေငငယ်တော့တဲ6ကန်ဘူးလေရွှေဘူးကိုပြစ်လိုက်တဲ့တားပေါင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့မုံဆိုးနဲ့တူနေတယ်ကွာရှင်ကသူ့အထင်တော်တော်နာတတ်တာပဲတမဲ့နေတဲ့ဝိညာဉ်ကတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ်တကယ်ကိုတဲ6ကန်တော့လည်းအဲ့လိုကြီးပဲအဲ့လိုအင်းကြီးအဖြူနဲ့သပင်းအရွှေပဲဘောကမှဒီနေ့ချိန်ကြီးမှတ်မိနေတယ်ပေါ့နော်တကယ်အဲ့ဒါကိုတွေးဖြစ်ရပေါ့နော်မမြင်အပ်တဲ့အရာတွေကကျတော့ကြောက်ဖို့မကောင်းလူတွေကကိုကြောက်ဖို့ကောင်းတကယ်ကြရင်မြစ်တာဆိုတာသွားပြန်ပါမယ်ကိုကလည်းမြစ်တာမှန်ရင်တော့ပဲလူတွေကိုလည်းကြောက်စရာမရှိဘူးတွေးခေါင်းနေပါနဲ့ကွာဆိုင်ကဆိုင်ကဒီကားလေးကထူးထူးခြားခြားလန်တဲဆိုတဲ့အတိုင်းလန်တဲ right လေးနဲ့ character လေးပေါ့နော်တိတ်မရိုက်ဘူးတည်တဲ့ပုံစံတိတ်ပြီးအပြင်မှာဝလေးဝတ်ထားမရှိတဲ့ပုံစံမျိုးလေးနဲ့ပေါ့အဓိကတော့ဒီ character တွေက stylist ကပါပါတယ်ကျန်တဲ့ဒီကားအတွက်ပုံစံတွေပါရအစားပြီးတော့ကိုညုံနဲ့လည်းပထမဆုံးလာဖြစ်တယ်လို့ဒီလို vibe ကိုလည်းပြီးတော့ကျွန်တော် drama ကြိုက်တဲ့သူဆိုတော့ဒီတဲကားလေးကျတော့ပုံစံတစ်မျိုးလေးများဖြစ်သွားမလားဆိုပြီးတော့ပုံစံလေးတစ်ခုလုပ်ကြည့်လိုက်တာဟုတ်ဆိုင်ကယ်စီးခဲ့ရသေးတာစီးရတော်တော်စီးရတယ်ဆိုင်ကယ်ကတော်တော်စီးခဲ့ရတာပေါ့နော်ခုလိုတွေဆိုင်ကယ်စီးဒီလိုပုံစံမျိုးတွေဝတ်စားထားတဲ့သူတယောက်စီကကန်ချမာဆိုတဲ့စကားကိုကြားတယ်လူငယ်ဘိုက်အဖြစ်ပဲအမြဲတမ်း drama ပဲရိုက်နေပါလေဒီကားလေးကတော့တကယ်ဟိုအမှတ်တရဖြစ်ပါတယ် fashion လေးနဲ့ဖြုတ်ထားတယ်အလုပ်ကြီးလည်းမဟုတ်ပါဘူးသူဝေးရမယ့်ပုံစံတိုင်းလေးပါပဲအဓိကဆိုင်ငယ်စီးရတာပေါ့ဒီဆိုင်ငယ်အကြီးတွေကြတော့ကျွန်တော်နဲ့အရင် used to မဖြစ်ဘူးပေါ့နော်ဆိုင်ငယ်နဲ့တော့ကြီးခဲ့ရတဲ့လူမှန်ပေမဲ့ဒီဆိုင်ငယ်အကြီးတွေရောအမှန်တိုင်းပြောရင်အိုက်ကားရိုက်မှစီးတတ်သွားအောင်ကိုညိုကတော့တကယ်ဟိုဒီသူကိုယ်တိုင်လည်းအတားလျောက်ဆိုတော့လေတကယ် academy director ကိုညိုမင်းလည်းဖြစ်တဲ့အတွက်ဟို vibe တစ်ခုထူးခြားမယ်ဆိုတာတော့သိရတယ်ပေါ့နော်ဆိုတော့သူကိုယ်တိုင်လည်းအပြင်ထုတ်လို့ရင်းနဲ့စောင့်ပြီးတော့ဆယ်စုနှစ်အတွင်းမှာလက်ခံတဲ့ကားလိုက်ဖြစ်တော့ကိုယ်တိုင်လည်းပိုပြီးစူးစမ်းမယ်ဆိုတဲ့စိတ်ပဲရှိပါတယ်အရင်ဟို driver အရင်ဟိုရှိန်တာတော့မဟုတ်ဒါပေမဲ့ respect ပေါ့နော်ခင်းတော့ the set ကိုတော့ respect ရှိရမှာကိုညိုရဲ့လမ်းစဉ်အောင်ပါပဲဒီကားလေးကိုပဲသိချပုံပေါ်သွားတာပါကိုညိုကားတွေအကုန်လုံးကအဲ့လိုတစ်ခုခုတော့ပေးတယ်ပေါ့နော် vibe တစ်ခုခုတော့ပေးတယ်ဒီကားလေးကလည်းဒါသူ့ဆက်မဟုတ်ပဲမဲ့ကိုညိုကိုယ်တိုင်စိတ်ဝင်စားဖန်တီးပေးတဲ့အတွက်လည်းပို့ပြီးတော့ကိုကလည်းပို့စူးစမ်းတာပေါ့နော်ဒီရဲမှာတော့ကိုညိုလောက်ခိုင်းတဲ့ပုံစံအတိုင်းလေးကိုပဲကျွန်တော်တို့ကစီမျောပြီးတော့သွားကြတာများပါကြောက်တာပေါ့တဲမကြောက်တဲ့လူမရှိတော့ပါဘူးကျွန်တော်ကြောက်ပါတယ်ချောလဲကြောက်တာပဲဒီလူမမဟုတ်တာတဲချောချောလဲတဲပေါ့နော်လူမမဟုတ်တာလူဆိုရင်တော့လူကိုကြောက်တယ်လေတဲရဲနဲ့လေတကယ်ကြောက်ရလူကပိုကြောက်ဖို့ကောင်းတယ်6ကန်ဘူးဆိုတော့6ကန်ဘူးလေအင်တာဗျူးလေးဖြေဘူးလေငငယ်တော့တဲ6ကန်ဘူးလေမမရရပါတော့အဲ့လိုပဲလားဖြစ်ဖြစ်ပဲလားဟုတ်တယ်တကယ်အဲ့ဒါတော့ဘာလို့လဲတော့မသိဘူးဒီမှာကပဲအကြည့်များသွားလို့လားဒါပေမဲ့ရုပ်ရှင်အကြည့်များတယ်လို့ပဲပြောရမှာပါဟုတ်လဲဆိုတော့ရုပ်ရှင်အကြည့်များလို့လားတကယ်ကိုတဲ6ခံရတော့လည်းအဲ့လိုကြီးပဲအဲ့လိုအင်းကြီးအဖြူနဲ့သပင်းအရွှေပဲဘောကမှဒီနေ့ချိန်ကြီးမှတ်မိနေတယ်ပေါ့နော်တကယ်အဲ့ဒါကိုတွေးဖြစ်ရပေါ့နော်ရုပ်ရှင်နဲ့ထပ်ထူကြတာပေါ့နော်အေးပေါ့ရုပ်ရှင်ကားတွေကထပ်ထူကြတာထပ်ထူကြတာပေါ့ကျွန်တော်တို့တစ်ခါတလေလေးဟို drama တွေရိုက်လို့ရှိရင်အပြင်မှာမရှိဘူးလို့ထင်ခဲ့တဲ့ဟာတွေအပြင်မှာရှိရပါတော့အဲ့လိုမျိုးရှိတယ်ပြောတဲ့ဟိုစဉ်းစားမိရပါတော့ကိုတကယ်ကြုံခဲ့တော့လည်းဝတ်စုံဖြူနဲ့အဲ့လိုမျိုးအဲ့တော့သူတို့လည်းဝတ်စရာဒါပဲရှိလို့တရေအောက်ကတော့လေအောက်ကအောက်လေဟိုမလို့ပေါ့ဆိုင်ကလိုက်ပါစီလို့ရပြီအတာကားမဟုတ်နော်တရေသားမမြင်အပ်တဲ့အရာတွေကကျတော့ကြောက်ဖို့မကောင်းလူတွေကကိုကြောက်ဖို့ကောင်းတကယ်ကြရင်လေကြောက်ပါပြောရရင်တော့အများကြီးပါပဲလူတွေကိုကြောက်တဲ့အချက်ရှိတာညာကိုလူတွေကိုကြောက်သွားတဲ့အချက်ရှိတာအဲ့ဒါတော့တစ်ခါကျရင်မြစ်တာဆိုတာသွားပြန်ပါပဲကိုကလည်းမြစ်တာမှန်ရင်တော့ပဲလူတွေကိုလည်းကြောက်စရာမရှိဘူး